ကိုကြီးပြောပြမယ်နားထောင်ကိုကြီးသချင်းနားထောင်ပြီးအိတ်နေစရာကြားရအောင်လူဆိုတာကအပူကိုတာတကြောင်မတက်ခင်မှာအရင်ဆုံးတွေ့ရမှာကအမူတို့ဆရာမကိုကြီးလာခဲ့တာညာတရတဲ့ဘက်ကကိုကြီး right ဒီကိုပြတ်တင်လာအောင်ကာခါကကကိုကြီးလာခဲ့တာညာတရတဲ့ဘက်ကကိုကြီး right နေပြီးဖို့ပြတ်ချက်လိုက်အောင်ကာခါကဒီလုံးလေးကပေါင်းဒီမှာလေးမင်းကောင်လေးရချောင်းဒီလုံးလေးကပေါင်းဒီမှာလေးမင်းကောင်လေးရချောင်းဒီလုံးလေးကပေါင်းဒီမှာလေးမင်းကောင်လေးရချောင်းဒီလုံးလေးကပေါင်းဒီမှာလေးမင်းကောင်လေးရချောင်းမင်းကောင်လေးရချောင်း